ကျမအသက်29ပါလူလွတ်ပါကောင်လေးနဲ့လိုင်းပေါ်ကတွေ့တာပါသူနဲ့ချစ်သူဖြစ်ပြီး9လနေတော့ညီမကနိုင်ငံခြားထွက်ဖို့ဗီဇာကြတာနဲ့အခုဆိုနိုင်ငံခြားမှာ2နှစ်ကျော်ပါပြီကောင်လေးကအစကနေအခုအချိန်ထိအရန်ချစ်တယ်လို့အရန်လည်းဂရုစိုက်ပါတယ်စိတ်ချမ်းသာအောင်အမြဲထားပါတယ်ပြောချင်တာအခုမှစတာပါသူနဲ့ချစ်သူဖြစ်ပြီးညီမနိုင်ငံခြားရောက်လို့တနေ့နေမှသူ့မှာအိမ်အောင်ရှိမှန်းသိရတာပါသမီးလေးတစ်ယောက်လည်းရှိပါတယ်ဒါသူပြောပြလို့သိရတာပါအဲ့ဒါနဲ့ညီမကနောက်ဆုတ်ပေးမယ်သူများမိသားစုတော့မဖြတ်စည်းခြင်းဘူးဆိုတော့ညီမကြောင့်မဟုတ်ဘူးညီမနဲ့မတွေ့ခင်တစ်နှစ်လောက်တည်းကသူတို့ကကွဲနေတာပါအဲ့ဒါနဲ့ညီမအတိတွေကနေတဆင်းစုံစမ်းလိုက်တော့သူပြောတာမှန်ပါတယ်အခုထိပြန်မပေါင်းတော့ပါဘူးအခုဆိုသူတို့ကွဲတာ3နှစ်ကျော်ပါပြီအဲ့လိုနဲ့ညီမလည်းအရန်ချစ်တော့အခုထိတွဲဖြစ်တယ်ပေါ့နော်အခုသူကမြန်မာပြည်ပြန်လာဖို့ခေါ်နေလို့ပါသူ့အရင်အိမ်တော်နဲ့တရားဝင်မကွာရှင်းရသေးပါဘူး3နှစ်တော့ရှိပါပြီကွဲတာကညီမလေးအဲ့ဒါမြန်မာပြည်ပြန်ရင်ကောင်းမလားအစံလေးပေးကြပါအောင်ယူဖို့အထီတော့နှစ်ယောက်လုံးစိတ်မကူးကြသေးပါဘူးရှင်အကြံလေးတွေပေးကြပါအောင်ရှင်မိမသားတို့ရှင်ဖွင့်ရ